ကျွန်တော်တို့ဒီကချင်အမျိုးသားအစည်းအရုံးကနေပြီးတော့အခုလိုဒီကျွန်တော်တို့တိုင်းပြည်မှာရွှေတူးလို့ကောင်းဒူရောင်ကောင်းကြောက်တူးလို့တော်ကောင်းတိုင်းပြည်ကိုဖြစ်စီတဲ့ကိစ္စနောက်ပြီးတော့ဒီတိုးတောင်ဒီကိုတိတိကိုခုတ်ပြီးတော့စီးမဲ့ကမ်းမဲ့ခုတ်ပြီးတော့တိုင်းပြည်ကိုဖြစ်စီတဲ့ကိစ္စဒီကိုကျွန်တော်တို့ရပ်တန့်ဖို့ပြည်သူလူထုကိုအားလုံးကတတိပေးတယ်အားလုံးကအဲ့လိုရပ်တန့်ဖို့ကြေညာချင်းဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကချင်အမျိုးတွေကဗမာပြည်ထဲမှာနော်တရားဝင်ဗမာကောင်းဆောင်တွေနဲ့ကောင်းကောင်းမွန်မွန်agreement တစ်ခုယူပြီးတော့အတူတကွနိုင်ငံရေးမူရောနိုင်ငံရေးအခွင့်အရေးတန်တူမှုနောက်ပြီးတော့ကချင်ပြည်ရဲ့နေမိတ်ကိုတေချာတတ်မှတ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုအတူနေခဲ့ကြတယ်အဲ့လိုနေခဲ့ကြပေမဲ့လည်း10နှစ်လောက်ပဲကျွန်တော်တို့ကချင်ပြည်ကခြေနေနဲ့ကောင်းတယ်ကချင်အစိုးရလည်းရှိတယ်ဆိုတော့ကချင်အစိုးရရှိတော့ကချင်ပြည်ကိုကာကွယ်နေတယ်အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဗမာအစိုးရဆက်ဆက်ကကျွန်တော်တို့မြေကိုစနစ်တကျကာကွယ်စောင့်ရှောက်ရမယ်စားစနစ်တကျဖြစ်စီနေဘာလို့ဆိုတော့အခုဒီကြောက်စင်းတူးတဲ့နေရာမှာပဲကြီးပြင်းတူးတဲ့နေရာမှာပြီးစီကန်တကျမြေကိုတေချာထင်းပြီးတော့လုတ်တဲ့ဟာမရှိဘူးဒီစလက်ခတ်စီမဲကမ်းမဲ့ကျွန်တော်တိုင်းပြည်ကိုဖြစ်စီနေတယ်ဒါကတကယ်မျက်စိထဲမှာအချင်းရှားပဲနောက်တစ်ခုကျွန်တော်တို့ရဲ့ဒီမြစ်ချောင်းဒီအားလုံးကိုလည်းရွှေတူးခိုင်းပြီးတော့ဒီမြစ်တွေချောင်းတွေအကုန်လုံးပြည့်စည်သွားပြီမြေတွေလည်းပြည့်စည်သွားပြီနောက်တိုးတောင်တွေကလည်းသူကတစ်တော်တွေကိုတေချာထင်းတဲ့ policy မရှိဘူးအဲ့လိုလုပ်ပြီးတော့ဗမာအစိုးရအဆက်ဆက်ကကျွန်တော်တို့ကချင်ပြည်ကိုအဲ့လိုဖြစ်စီနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကချင်လူမျိုးတိုင်းမှာကချင်လူမျိုးသားမကဘူးကချင်ပြည်မှာနေတဲ့ကချင်ပြည်သားတွေအားလုံးကဒီကချင်ပြည်ကိုကာကွယ်ဖို့စောင့်ရှောက်ဖို့တာဝန်ရှိတယ်ဆိုတဲ့အကြောင်းကိုကချင်ပြည်သူပြည်သားတွေကိုကျွန်တော်ပြောတာဖြစ်တယ်နောက်တစ်ခုကဒါကြောင့်မလို့အခုလိုစီမဲကမ်းမြင့်ဖြစ်စီနေတာကနှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ကချင်ကျွန်တော်တို့ကချင်ပြည်ကပြည့်စည်သွားတယ်လှပမှုအကုန်လုံးအားလုံးစိတ်တုံးသွားတယ်နော်အဲ့ဆိုတော့ဘုမာအစိုးရအဆက်ဆက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဟိုဆိုရှယ်လစ်အစိုးရကဆိုရှယ်လစ်အစိုးရနောက်ပြီးတော့ဒီစစ်တပ်အစိုးရနောက်ပြီးတော့စစ်တပ်အဝတ်လေးတဲ့အစိုးရအခုဒေါန်ဆန်းစုကြည်နဲ့ဒီပါတီတွေတက်လာတဲ့ကိစ္စဒီမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကချင်ပြည်ကိုတေချာကချင်မြေကိုကချင်တောတောင်တွေကိုလှပတဲ့ကချင်တောတောင်တွေမြေတွေကိုစနစ်တကျစောက်ရှောက်တာကောက်ွယ်တယ်ဆိုတာလုံးဝမရှိမတွေ့ရဖြစ်စီတာပဲတွေ့စီမဲ့ကမ်းမဲ့လုတ်ချင်ကျွန်တော်ခံရတယ်အဲ့ဒါကတိုင်းပြည်နေမြေချောင်းအင်းအိုင်တွေကိုဖြစ်တယ်နောက်လူထုနဲ့ကိစ္စနဲ့ပတ်သက်တဲ့လူထုကချင်လူထုတွေကိုတေချာစနစ်တကျနဲ့ကာကွယ်ပြီးစောက်ရှောက်တာကျွန်တော်မတွေ့ရဘူးအကြောင်းမဲ့အပြစ်ရှာပြီးတော့ဟိုမှာစစ်တိုက်ခိုင်းလိုက်ဒီမှာစစ်တိုက်ခိုင်းလိုက်စစ်ပြေဒုက္ခတွေအများအောင်လုပ်ခိုင်းလိုက်ရယူရီမျိုးရှုလိုက်ချက်စီလိုက်ဘုရားကျောင်းကြီးကိုမျိုးရှုပလိုက်အပြစ်မဲ့တဲ့ပြည်သူတွေကိုတနတ်နဲ့ပြစ်တတ်ပါလေဆိုပြီးတော့အစိုးရကိုပြန်ပြီးတော့တိုင်ရင်အစိုးရကပြန်အဲ့ဒီတိုင်တဲ့လူကိုထောင်ချအဲ့ဒီလူကျွန်တော်တို့ကိုညင်ပန်နစ်ဆက်နေတဲ့အချင်းကာလတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကချင်ပြည်ရဲ့မြေကျွန်တော်တို့ကချင်ပြည်ရဲ့တန်စာဒဒီအားလုံးကိုစီမဲ့ကမ်းမဲ့အစိုးရမရှိတရားမရှိအဲ့လိုဖြစ်စီနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကချင်အမျိုးသားအစည်းအရုံးဟာလောလောဆယ်ဆယ်ကျွန်တော်တို့ကချင်ပြည်ကိုမအုပ်စုနိုင်ဘူးတူတော်လည်းပဲကျွန်တော်တို့ကချင်ပြည်ကိုဒီလိုဖြစ်စီတဲ့အစိုးရဆက်ဆက်ကိုတော်တော်ကွန်မြူနီကိုတော်တော်လူပုဂ္ဂိုလ်တော်တော်ဒီလိုဆက်လက်ပြီးတော့လုတ်ပိုင်ခွင့်ကျွန်တော်တို့မပေးသင့်ဘူးဆိုတာကျွန်တော်တို့ဆုံးဖြတ်တယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ကြီးညာတာကအခုကျွန်တော်တို့ကြီးညာတဲ့ရက်ကနေစပြီးတော့ကျွန်တော်တို့ကချင်ပြည်ကိုဖြစ်စီတဲ့လုပ်ငန်းမှန်တမျှကိုရွှေတူးချင်းကြောက်တူးချင်းပြင်းတူးချင်းစသဖြင့်အားလုံးကိုရပ်ဖို့ကျွန်တော်တို့ကြီးညာတာဖြစ်ပါတယ်
ဆိုတော့အခုကျွန်တော်တို့ကျင်ညာလိုက်တဲ့ဥစ္စာကအခုကျွန်တော်တို့အစိုးရမဖြစ်တဲ့အချိန်တော့လူတွေကလိုက်နာချင်မှလိုက်နာမယ်ပေါ့တူတော့ဒါကတရားဥပဒေအရတနေ့အချိန်ကြရင်ဒီစီမင်းစီကန်ထုတ်ထားတဲ့ရက်ကန်ရပြီးတော့နောက်မှာရှေ့ဆက်ပြလုပ်မယ်ဆိုရင်သူ့ရဲ့ကပ္ပတရားခုရှိတယ်နော်ကျွန်တော်တို့ပြန်တက်လာမဲ့အစိုးရရဲ့တရားဥပဒေရှိတယ်ကပ္ပဒါမျိုးသူများရဲ့တိုင်းပြည်ကိုဖြစ်စည်းတဲ့လူတွေကိုတရားစွဲတဲ့နီလာန်ရှိတယ်အရေးယူရမယ်တန်ခတ်ရမယ်ဒီစနစ်တွေကတော့ဆက်လက်ပြောကျွန်တော်လုပ်သွားမှာဖြစ်တယ်ဆိုအဲ့ဒါကြောင့်မလို့အတိတ်ကဒီလိုကျညာချက်ထုတ်တာကကျွန်တော်တို့တိုင်းပြည်ကနေပြီးဒေတာအားလုံးကိုမပြတ်စည်းအောင်ထင်းတင်းနိုင်ဖို့ကျွန်တော်တို့တတိပေးတာဖြစ်ပါတယ်ဒီဥစ္စာကိုလည်းကျွန်တော်တို့ရဲ့အင်အားရှိတဲ့ရွေးကတော့ကျွန်တော်တို့ရဲ့ကချင်ပြည်မှာရှိတဲ့ပြည်သူလူထုကိုနော်ကချင်လူမျိုးတွေကိုကြည့်ပဲပြောနေတာမဟုတ်ဗမာလည်းရှိတယ်ကချင်ပြည်မှာရှမ်းလည်းရှိတယ်နာဂလည်းရှိတယ်ကတူးလည်းရှိတယ်ကနန်းလည်းရှိတယ်အားလုံးကချင်ပြည်မှာရှိတဲ့ပြည်သူလူထုရဲ့အသက်ဥအိမ်ကိုကျွန်တော်ကာကွယ်မယ်ကျွန်တော်တို့ကချင်ပြည်ရဲ့နေမြေများကိုအားလုံးကျွန်တော်ကာကွယ်မယ်ဒီ program ဒီကိုကျွန်တော်ဆက်လုပ်သွားမှာဖြစ်တယ်ဒါကြောင့်ကျူတင်ပြီးတော့ပြည်သူလူထုကိုအကြောင်းကြားထားတာချင်းဖြစ်ပါတယ်ဒီလိုကျညာချင်းကိစ္စနဲ့ပတ်သက်ပြီးတော့